ကျွန်တော်နဲ့ကိုချစ်စမ်းမောင်နဲ့တယောက်တစ်ပုတ်စီချီးမွမ်းကြပါတယ်ဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ရဲ့မွေးဖွားလာတာတော့ခရစ်ယာန်အတိုင်းဝိုင်းနေကျွန်တော်မွေးဖွားပါတယ်ဒါပေမဲ့လည်းစဉ်းစားဉာဏ်ရှိတဲ့အချိန်မှာကျွန်တော်ဘာကိုစဉ်းစားလဲဆိုတော့အရန်အင်အားကြီးမားတဲ့ဘာသာကြီး၄ခုဒီဘာသာကြီး၄ခုကကျွန်တော်စိတ်ထဲမှာဘာဖြစ်လာလဲဆိုရင်လူတွေကိုကောင်းအောင်သွန်သင်တာတခုပဲကျွန်တော်ထင်တယ်သခင်ယေရှုကျွန်တော်တို့အသက်ပေးပြီးတော့အသက်ကိုဝေးသွေးနဲ့ရွေးဝဲခဲ့တယ်ဒါတွေကိုလည်းကြားပြီးမယ်လေစိတ်ကနေပြီးတော့ဒါတွေကငါတို့ကိုလိမ်မအောင်ဒီဘာသာတွေကသွန်သင်တာလို့ကျွန်တော်ထင်တယ်ကျွန်တော်ရဲ့အတွေးထဲမှာဒီဟာတွေရောက်လာတယ်အဲ့အချိန်မှာကျွန်တော်ဘယ်ချမ်းချက်လေးကိုကျွန်တော်သွားတွေ့လဲဆိုတော့ယောဟန်မှာဘာပြောထားလဲဆိုတော့အစောင့်၌နှုတ်ကပတ်တော်ရှိတဲ့လောကကြီးကိုဖန်ဆင်းတယ်နှုတ်ကပတ်တော်ဟာလည်းကျွန်တော်တို့ကိုဖန်ဆင်းတယ်ကဘာမြေစက်ကြောင်အလုံးဖန်ဆင်းတယ်ဒါပေမဲ့လည်းကျွန်တော်တို့လူတွေကဘာလို့သွားပြီးတော့သတိရလဲဆိုရင်ဘာလို့သွားအထင်ကြီးတယ်လဲဆိုရင်လကဘာကိုလူတွေသွားပြီးတော့အလှန်တိုင်းစိုက်နိုင်တယ်ခြေချနိုင်တာကိုလူတွေအထင်ကြီးတယ်နောက်ပြီးဘာထင်ကြီးလဲဆိုရင်ကျွန်တော်ဂျိုရီတွေလွတ်ပြီးတော့ကျွန်တော်ဟိုးကဘာတစ်ချမ်းနေပြီးတော့ကျွန်တော်တို့ဒီကနေပြီးတော့မက်ဆေ့ချ်တစ်ခုပေးလိုက်တာနဲ့ချက်ချင်းစက္ကန့်ပိုင်းတွင်ရောက်သွားတာကိုအထင်ကြီးတယ်အရင်တော့အရန်ခက်ခဲတဲ့အရာတွေအခုအရန်မြန်ဆန်ပြီးတော့ကဘာကြီးကတိုင်းပြည်တစ်ပြည်တော်မဟုတ်တော့ဘူးမြို့တစ်မြို့မဟုတ်တော့ဘူးရွာတူရွာမဟုတ်တော့ဘူးအိမ်တစ်လုံးလိုတောင်ဖြစ်နေပါပြီလူတွေကအရန်ထင်ကြီးကြတယ်နော်ဒါပေမဲ့လည်းအရန်မေ့နေတဲ့အရာတစ်ခုရှိတယ်လူတွေအရန်ထင်ကြီးတဲ့အရာကိုဘယ်သူဖန်ဆင်းလဲဖန်ဆင်းခြင်းရှိပါတယ်အာမင်ဖန်ဆင်းခြင်းရှိပါတယ်နှုတ်ကပတ်တော်ဟာပြောထားတယ်ဖန်ဆင်းခြင်းနဲ့လုတ်ကင်းတဲ့အရာတစ်စုံတစ်ခုမျှမရှိဘူးတဲ့ဘုရားသခင်ကပြောထားပါတယ်စဉ်းစားမယ်ဆိုရင်ယောနာကြီးငားတဲ့ဖိုက်ထဲမှာဝင်းထဲမှာ3ရက်နေတယ်ဆိုတာလူရဲ့ဥနောက်လေသေးသေးနဲ့စဉ်းစားမယ်ဆိုဘယ်လို့မှမဖြစ်နိုင်ဘူးကျွန်တော်ဥနောက်ကလက်သီးစုပ်လောက်ပဲရှိတယ်နောရင်တောင်ပေါ်မှာသိမ်မောဆောက်တယ်အဲ့အချိန်မှာလူအနေနဲ့စဉ်းစားမယ်ဆိုဘယ်လို့မှမဖြစ်နိုင်ဘူးဒါပေမဲ့လည်းကျမ်းစာပြောတယ်ဆိုယုံရမယ်ကျမ်းစာပြောမယ်ယောနာကငါးကြီးကိုမျိုးတယ်ဆိုရင်လည်းယုံရမယ်အာမင်ကျွန်တော်မှယုံကြည်ခြင်းတစ်ခုပဲရှိရမယ်အဲဒါကြောင့်လို့ကျွန်တော်ဘဝတနာမှာသိပ္ပံပညာတွေဘယ်လောက်ပဲထွန်းကားပါစေခြေနောက်တလန်းတော့ကျင်းရတာပဲသိပ္ပံပညာဆိုတာကတော့ဥပမာနိုင်ငံတကာနိုင်ငံကနေပြီးတော့ဘုံကျင်းလိုက်တယ်ဆိုရင်နောက်နိုင်ငံကနေပြီးတော့ကာကွယ်မယ်ဒီလောက်ပဲရရှိမယ်သိပ္ပံပညာကိုသိပ္ပံပညာအတက်နဲ့ပဲပြန်ပြီးကာကွယ်လို့ရမယ်ဒါပေမဲ့အငြင်းတန်းကျွန်တော်တို့ကိုဖန်ဆင်းရှင်ကိုတော့ကျွန်တော်ကြော်လို့မရပါဘူးအာမင်ဒါကြောင့်မို့ကျွန်တော်ဘဝတတာမှာဘယ်လောက်ပဲစဉ်းစားဆင်ခြင်ဉာဏ်ရှိပါစေအခုလဲစဉ်းစားစမှာပဲကျွန်တော်သိရဲ့တကယ်ရှုခရစ်ကိုမမြည်စမ်းမှုတဲ့လူတွေစဉ်းစားကြမှာကျွန်တော်သိတယ်ဒါကကျွန်တော်အပေါ်မှာ performance လုပ်ပြီးတော့ရညီကိုဘိုးတွေကိုဖြောပြရမှာမဟုတ်ဘူးလွတ်ချင်းအခွင့်ရရှိဖို့ဝင်ကျွန်တော်တို့ဒီဓမ္မပွဲကြီးကိုခက်ခက်ခဲခဲနဲ့ငွေကုန်ကြေးကျများစွာနဲ့ကျွန်တော်တို့လုပ်ချင်းဖြစ်တယ်အဲ့ဒါတွေကိုလက်ဝယ်ရပြီးတော့ကျွန်တော်ပိုင်ဆိုင်ပြီးတော့အလားနဲ့အပြတ်မတူဘဲနဲ့ကျွန်တော်ဘဝတတာမှာပါရှိသွားဖို့အရေးကြီးပါတယ်ဒီနေရာကြီးဟာလေကျွန်တော်ဒီယုံထဲမှာကျွန်တော်တို့ကိုမျိုးကြီးတို့နဲ့ခဏခဏတီးဘူးတယ်ညဆိုရင်ကျွန်တော်ဆက်ချိန်ပြီးပြန်ရင်စက်တွေကသူ့ဘာသူရွေ့သွားတယ်တဲ့ကျွန်တော်နဲ့ကြက်သိမ်းထသွားတယ်အဲ့ဒါကိုကြည်ချင်းအဖြစ်တရေရှိရဲ့တဲ့မယုံမရှိနဲ့နော်ဒီနေရာဟာသင်္ချိုင်းမြေဖြစ်တယ်ရင်တော့သင်္ချိုင်းမြေဖြစ်တယ်လူတယောက်တည်းပြောတာမဟုတ်ဘူးလူတိုင်းပြောတယ်ရွေ့သွားတယ်ရွေ့သွားတယ်ဒီဝိညာဉ်ဆိုးတွေကလဲ့လေသွားလာနေတယ်အဲ့ဒီမှာကျွန်တော်တို့ယုံကြည်သူတွေဝိညာဉ်တွေမပါပါဘူးယုံကြည်သူတွေကတော့ကောင်းကင်နိုင်ငံကိုရောက်ရှိနေပါဒါကြောင့်မလို့ဒီနေရာကိုရောက်ရှိတဲ့လူအားလုံးဟာရန်ကိုတန့်ရှင်းပြီးတော့ဖျားသခင်ရွေးကောက်ထားတဲ့လူတွေဖြစ်တယ်အာမင်ဒီမှာရောက်ရှိတဲ့လူကျွန်တော်တို့ပြောနေတဲ့ဒီစပီကာကနေကြားနေတဲ့လူအရောက်စီတိုင်းဖျားသခင်သင်တို့တယောက်စီတိုင်းကိုချစ်တယ်အဲကြောင့်လို့ကျွန်တော်တို့ဘဝတတာမှာဆင်ခြင်ဉာဏ်တွေမပေးပါနဲ့နှုတ်ကပတ်တော်ကိုယုံကြည်ပါဘုရားသခင်သင်ကိုကောင်းကြီးပေးပါလိမ့်မယ်
ဒိုင်နိုဆောကအရန်ကြီးကြီးပဲနော်သူ့ဦးနောက်ကဂေါ်လီလုံးလောက်ပဲရှိတယ်ဒီຢာတွေကိုထဲ့မစင်စားပါနဲ့ကျွန်တော်ဘွားသက်တာဦးနောက်သေးသေးလေးနဲ့ကျွန်တော်ရဲ့စဉ်းစားဆင်ခြင်ဉာဏ်ဒီတော့လောကမှာလူတယောက်ရဲ့စဉ်းစားဆင်ခြင်နဲ့ဘုရားရဲ့အကြံစီနဲ့ကျွန်တော်သွားပြီးနှိုင်းမရှင်ပါနဲ့အဲကြောင့်ဘုရားသခင်အသက်ရှင်ပါတယ်ဒီကညီကိုမောင်နှမတွေကိုဘုရားသခင်ချစ်ပါတယ်ကျွန်တော်အရှင်တဘုန်းနဲ့ဖြောပြပါမယ်နောက်ဆုံးအနေနဲ့ကျွန်တော်ရဲ့ညီလေးကိုမျိုးကြီးကနေပြီးဆက်ပြီးဖြေပြပါမယ်